အားလုံးမင်္ဂလာပါโอเคအမျိုးတို့ရေကျွန်တော်အလုပ်တွေမရှိဘူးဒီနေ့ဆိုတော့အခုဈေးသွားဝယ်နေရပါတော့နဲ့ဈေးသွားဝယ်နေရင်းနဲ့ဒီတစ်ပတ်အတွင်းမှာကျွန်တော်ဖတ်ခဲ့တဲ့စာအုပ်နှစ်အုပ်ရှိတယ်အဲ့ဒီဟာကနေရလာတဲ့အရာတွေပေါ့နော်ကျွန်တော်ပြန်ပြီးတော့ဝေမျှချင်တယ်အဲ့တော့ကျွန်တော်မှာခုလောလောဆယ်ဒီပြီးခဲ့တဲ့ပတ်ပေါ့နော်အလုပ်လုပ်စရာမရှိဘူးအလုပ်မရှိတဲ့ခါကျတော့ကျွန်တော်ဘာလုပ်စရာစာအုပ်ပဲဖတ်တယ်အဲ့တော့အလုပ်လုပ်ချင်တယ်ကဲအလုပ်အပ်ကြပါအောင်အိမ်ဝယ်ချင်တဲ့လူတွေဝယ်ဖို့အတွက်ကျွန်တော်အလုပ်ရတယ်ဆိုတာကျွန်တော်ပြောချင်တယ်ကျွန်တော်မသိသေးတဲ့လူတွေကျွန်တော်နာမည်ပီတာလင်း Houston Texas မှာကျွန်တော်အင်ဂျင်နီယာလုပ်ပါတယ်လို့အဲ့တော့ကျွန်တော်ပြောချင်တာကဒီကျွန်တော်ဖတ်သွားတဲ့စာအုပ်တွေထဲမှာပေါ့နော်အဓိကကတော့စာအုပ်ဆိုတဲ့ထဲမှာသူကကြတော့diary လိုမျိုးဒီ millionaire တွေရဲ့ပုံပြင်ပေါ့နော်ပုံပြင်အတူလေးတွေfinancial independent ဖြစ်တဲ့လူတွေရဲ့ပုံပြင်လေးတွေဖြစ်တယ်တက်တေခံချက်တွေပေါ့နော်သူတို့ပြောပြတဲ့အရာတွေဘလို့သူတို့ကဒီ financially independent ဖြစ်ဖို့အတွက်ငွေကြေးလွတ်လပ်မှုဘလို့ရယူခဲ့တယ်ဆိုတဲ့ဟာကိုပေါ့နော်အဲ့ဒါတွေပြောပြတာဖြစ်တယ်အဲ့ခါကျတော့အဲ့ဒီမှာသူတို့ကဒီmillionaire တွေဖြစ်သွားတယ်ပေါ့နော်ပြောရလို့ရှိရင်တော့တချို့ဟာတွေကကြတော့စလုပ်တဲ့အချိန်နဲ့အဲ့လိုဖြစ်သွားတဲ့အချိန်က3-4နှစ်ပဲကြာတယ်တချို့9နှစ်ကြာတချို့ဟာ10နှစ်လောက်ကြာတယ်တချို့ဟာ15နှစ်လောက်ကြာတယ်ဒါတယောက်မတူကြဘူးပေါ့နော်အဲ့တော့ millionaire တွေဆိုတဲ့နေရာမှာကျွန်တော်တို့အနေနဲ့millionaire ဆိုလို့ရှိရင်အရင်တကယ်ကြီးမလွယ်ပါလားတို့အထင်ကြီးဆရာကောင်းတယ်ပါညာပေါ့နော်အရင်အဝေးလို့ကျွန်တော်မြင်တယ်တကယ်လည်းပါတယ်millionaireဆိုတာမနှဲပါဘူးအခု millionaire ဘာမှမဟုတ်ဘူးလို့ပြောချင်တာမဟုတ်ဒါပေမဲ့သူတို့ဒီလှုပ်ရှားခဲ့တဲ့ဟာသူတို့ရဲ့အတုပတိတွေကျွန်တော်တို့ပြန်ဖတ်ကြည့်တဲ့အခါကျတော့သူတို့ရဲ့ပုံပြင်လေးတွေဖတ်ကြည့်တဲ့အခါကျတော့လူတိုင်းဖြစ်နိုင်တဲ့အရာတွေဖြစ်တယ်တချို့ဟာတွေကျွန်တော်တို့လူပဲimmigrant တွေအခြေအမေရိကမှာအခြေချတဲ့လူတွေပါပဲပုံမှန်ဘာ background မှမရှိပတ်စံရှိပြီးသားလူမဟုတ်ဘူးဆင်းရဲတဲ့ကနေ background နဲ့လာတဲ့လူတွေအဲ့တော့အဓိကတော့သူ့ရဲ့ပတ်စံဆိုတဲ့ millionaire ဖြစ်တယ်ဆိုတဲ့နေရာမှာငွေဒီသူတို့မှာရှိတဲ့ပတ်စံဒီဘဏ် account ထဲမှာရှိတာမဟုတ်ဘူးအဲ့ဒါဝင်များချင်တာဖြစ်တယ်ကျွန်တော်တို့ကပတ်စံmillionaire ဖြစ်တယ်ဆိုတာဘဏ် account ထဲမှာပတ်စံရှိတယ်လို့ထင်နေတာမဟုတ်ဘူးဘဏ် account ထဲမှာအဲ့ဒီလူတွေဒီ millionaire တွေemergency fund မဲ့ထားတယ် emergency fund ဆိုတာအရေးပေါ်တစ်ခုခုဖြစ်လို့ရှိရင်တော့သုံးမဲ့ဟာ6လတချို့တွေတစ်နှစ်လောက်ထားတယ်တချို့တွေ3လတချို့တွေ1လအဲ့လိုမျိုးအဲ့ဒါပဲထားတယ်ဘဏ်ထဲမှာကျန်တဲ့ဟာပေါ်မှာသွားထားတယ်လေပတ်စံစုတဲ့နေရာမှာစုတယ်ဆိုတဲ့နေရာမှာ investment စုတာကိုပြောတာ investment ထားတာရင်းနှီးမြှုပ်နှံတာတနေရာမှာရင်းနှီးမြှုပ်နှံတာအဲ့တော့ရင်းနှီးမြှုပ်နှံတဲ့နေရာမှာအဓိကဒီနိုင်ငံကလူတွေရင်းနှီးမြှုပ်နှံတာဒီ stock တွေပေါ့နော် stock ဆိုတဲ့ခါကျတော့ကျွန်တော်တို့မြန်မာပြည်သားကျွန်တော်ဒါကကျွန်တော်ပြောပြတာပြောတာပါကျွန်တော်တို့ဆိုလို့ရှိရင် stock ဆိုလို့ကြောက်စရာကောင်းတယ်တခါ gambling လိုပဲတခုခုထိုးကြသွားလို့ရှိရင်တော့ငါတို့ဒုက္ခရောက်ပါညာပေါ့နော်ဒါပေမဲ့ risk နေတဲ့ဟာအဲ့လိုမျိုးrisk တခါလေးထိုးကြပြီးတော့ပြုတ်မသွားတဲ့stock တွေအများကြီးရှိတယ်အဲ့လိုမျိုးနေရာမှာသူတို့ကသွားထားတယ်အဲ့တော့တချို့လူတွေကဒါတွေပြောဖို့အတွက်ကိုမလေးသင်တန်းတွေပါတယ်ဖွင့်ပြီးတော့ပြောကြလိမ့်မယ်ကျွန်တော်အနေနဲ့ဒါကျွန်တော်သိတဲ့ဟာကိုကျွန်တော်ပြောပြတာဘယ်မှာသွားထားကြတယ်လေလူတွေက index fund မှာသွားထားတယ် index stock ဝယ်တဲ့အချိန်မှာ index fund မှာသွားဝယ် excuse me index fund တွေဆိုတာကျတော့ဒီအမေရိကမှာရှိတဲ့ကုမ္ပဏီဥပမာ ETF of S&P 500ဆိုလို့ရှိရင်အမေရိကမှာရှိတဲ့ကုမ္ပဏီ900အပေါ်မှာအခြေခံတဲ့ stock တွေပေါ့နော်အဲ့လိုမျိုးနေရာတွေမှာသွားထားတယ်တချို့ဟာ index fund နောက်တစ်ခုဥပမာကျွန်တော်ကိုယ်တိုင်လေးလုပ်တဲ့အရာသူများတွေလေးဒါ millionaire တွေဖြစ်နေတဲ့အရာတွေကျွန်တော်ပြောပြတာဖြစ်တယ်အဲ့တော့ရိုးကျွန်တော်လုပ်တာကျတော့ကျွန်တော်ကအသက်ရသေးတယ်ဆိုတော့ကျွန်တော်ဗမာ S&P 500မှာထားတယ်အကောင်းဆုံးကုမ္ပဏီအကြီးဆုံး900အဲ့ဒီမှာအခြေခံတဲ့stock ဥပမာကျွန်တော်ဆိုလို့ရှိရင် VO တို့ထားတယ် VO လိုနေရာမှာထားတယ်ပေါ့နော် ETF အမှထားတယ်အဲ့ဒီခါကျတော့လူတွေကဒါကျွန်တော်ဒီလိုပြောလို့ဒီဟာမှာပဲထည့်ပါလို့ကျွန်တော်မပြောလို့ဒါကတော့ပတ်စံstock ဆိုတာကြားတဲ့အချိန်ရှိမယ်တတ်တဲ့အချိန်ရှိတယ်မယ်ကျွန်တော်ဒါကိုပီတာလင်းကပြောလို့လောက်တယ်ငါပတ်စံရှုံးသွားအဲ့လိုမျိုးတော့မလုပ်နဲ့ဒါကကျွန်တော်
ကျွန်တော်သိတဲ့ဟာကို share လုပ်တာအဲ့တော့လူတွေကရေရှည်အတွက် invest လုပ်တဲ့အချိန်မှာဘယ်မှာသွားထားလဲ index fund ဒီ company 4000လောက်ကိုအခြေခံပြီးတော့ထားတဲ့ဒီ index fund တွေပေါ့နော်တခုကိုပြောပြမယ် symbol ကိုပြောပြမယ် VTXAS ပေါ့နော် VTSAX မဟုတ်ပါ VTXAS အဲ့လိုမျိုး symbol ဒါကြတော့ company 4000လောက်ကိုသူက track စုပြီးတော့ပေါင်းလိုက်တဲ့stock ဖြစ်တယ်ဒါတွေကကြတော့ပုံမှန်အနေနဲ့10နှစ်15နှစ်အနည်း20ဆိုလို့ရှိရင်တော့သူကcompounding interest ဖြစ်တဲ့အတွက်ကြောင့်100ကဥပမာ100နေ့တိုင်းလတိုင်း900လောက်စုပြီးတော့တသိန်းဖြစ်ဖို့ကတော့နည်းနည်းကြာမယ်အချိန်ဒါပေမဲ့တသိန်းပြည့်လို့ရှိရင်ပို့ဒါ index ရဲ့ compounding interest ဆိုတာဒါဘယ်လောက်ထိ power ကြီးလဲဆိုတာrule 72တို့ဘာတို့လူတွေကြားဖို့ပါပေါ့နော်ပြောချင်တာအဲ့လိုမျိုးနေရာမှာထားတဲ့ခါပတ်စံကကိုယ့်ရဲ့ပတ်စံကိုစုထားတဲ့ပတ်စံကအလိုနဲ့အလောက်ခိုင်းပြီးတော့ပတ်စံရနေတာပေါ့နော်အဲ့တော့ပတ်စံကိုမှရှိတဲ့ပတ်စံဒီတိုင်းပဲနေမနေပဲနဲ့ဒီတိုင်းပဲဘန်ထဲမှာပဲထားပြီးတော့ဒီတိုင်းပဲ inflation ကြောင့်ပတ်စံတန်ဖိုးရောက်သွားတာမဟုတ်ဘူးねသူဟာသူအလောက်ခိုင်းပြီးတော့ပတ်စံတွေကပို့ပြီးတော့ပွားပို့ကြီးသွားတာအဲ့ခါကျတော့သူတို့အဲ့လိုမျိုး10နှစ်လောက်စုတဲ့အချိန်မှာ15နှစ်လောက်စုတဲ့အချိန်မှာဒီပတ်စံမီလီယံနာဖြစ်သွားတဲ့လူတွေရိုးလူတွေပဲကျောင်းဆရာတွေဝင်ငွေကျွန်တော်တို့လိုပဲတစ်နှစ်ကို2သိန်းမဟုတ်ပါဘူး2300ရတဲ့လူ4-5000လောက်ရတဲ့လူတွေအဲ့လိုမျိုးလူရိုးလူတွေပဲသူတို့မီလီယံနာဖြစ်သွားတယ်အဲ့ဒီ account ထဲမှာသူတို့ကမီလီယံပတ်စံမီလီယံရှိဖြစ်သွားတယ်ပေါ့နော်အားကြောင့်မီလီယံနာလို့ခေါ်တယ်အခါကျတော့သူတို့က retire လုပ်လို့ရတယ်လူတယောက်မှာ okay အဲ့ဒီgoal ရှိတယ်ဘယ်ငွေဘယ်လောက်ရှိလို့ရှိရင်ငါ retire လုပ်လို့ရပြီfinancially independent လုပ်လို့ရပြီဆိုတာရှိတယ်သူကတသိန်းခွဲပေါ့နော်အဲ့ဒီ number ကိုရောက်သွားဆိုလို့ရှိရင်ပတ်စံတောင်ထပ်ထည့်စရာမလိုပဲနဲ့သူကသူ့ဟာနဲ့သူအဲ့ဒီထဲကကိုကအနာယူပြီးတော့အတိုးကိုပဲ400ခိုင်နှုန်းကိုကပြန်ထုတ်ပြီးတော့နေအောင်ရတယ်ပတ်စံကဘယ်တော့မှကုန်မသွားတော့သူရှိပြီးသားပတ်စံကသူ့ဟာသူအလောက်ခိုင်းသွားပြီးတော့အဲ့လိုမျိုးဆက်ပြီးတော့ရှင်နေမှာအဲ့ဒါပေါ့နော်အဲ့လိုမျိုးထားတာ investment ထဲမှာအဲ့တော့တချို့လူတွေအဲ့လိုမျိုးကယုံစရာမလိုအမေရိကပြတ်စီးပွားပြတ်သွားရှင်ဘယ်လိုအမေရိကစီးပွားပြတ်လို့ရှင်တော့တယောက်တည်းပြတ်မှာမဟုတ်အကုန်လုံးပြတ်မှာပဲသိမလားဒါကတော့ထားလိုက်ပါတော့ကျွန်တော်ဒါကတော့မငင်းချင်ဘူးကျွန်တော်ပြောချင်တာဒီမီလီယံနာတွေကျွန်တော်ဖတ်သွားတဲ့ဟာထဲက sharing လုပ်ပေးတာဖြစ်တယ်အဲ့တော့ပတ်စံဒီလူတွေကချမ်းသာမိသားစုထဲကနေပေါက်ဖွာလာတာမဟုတ်ဘူးတာမန်လူတွေပဲသူတို့ရဲ့မီလီယံပတ်စံမီလီယံရှိတယ်ဆိုတာအဲ့လိုမျိုး account ထဲမှာရှိတာဖြစ်တယ် investment account ထဲမှာရှိတာဖြစ်တယ် retirement account ဆိုတာအဲ့ဒါပဲအဲ့ဒီဟာသူတို့မှာပတ်စံအဲ့ဒီရှိထားတဲ့အခါကျတော့သူတို့ကဘာမှကြောက်စရာမလိုတော့အလုပ်လေးကိုကြိုက်တဲ့အလုပ်ကိုလုပ်လို့ရကြိုက်တဲ့အချိန်မှာလုပ်လို့ရတယ်လုပ်ချင်လုပ်လို့ရမလုပ်ချင်နေလို့ရတယ်အဲ့လိုမျိုးပေါ့နော်သူတို့ကအဲ့လိုမျိုး excuse me မလေးပြောတာများသွားတယ်ချောင်းဆိုးလိုက်မယ်ဒီလောက်နဲ့ပဲရက်မယ်ထင်တယ်ရေးတောင်းလိုက်မယ်ဒီလောက်ပါပဲအားလုံးမျိုးတို့ကဲအဲ့တော့ကျွန်တော်စောစောစုဖို့လူတယ်စောစောစုနိုင်ရဲ့လူကတော့များကြံမယ်မြန်ငွေကြေးလွတ်လပ်မှုကိုမြန်ရမယ်ဒီလောက်ပါပဲအားလုံးbye bye ပါ